ပန်းကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲအာ tree, flower, bush, grass,တုံ့ပြန်ချက်မှန်ကရွေးစရာပဲ flower, ဘူးရှက်ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲအာ bush, tree, flower, shrub,တုံ့ပြန်ချက်မှန်ကရွေးစရာက bush,